တခါကရွာလေးတစ်ရွာမှာအိမ်ကြီးချင်းမိသားစုနှစ်စုရှိပါတယ်။ဦးတာထွန်းတို့မိသားစုကတော့အလွန်ဆင်းရဲပေမဲ့စိတ်ထားဖြူစင်ပြီးရွာသူရွာသားတွေအပေါ်အမြဲကူညီတတ်ကြပါတယ်။တခြားတစ်ဖက်မှာတော့ဦးစီးပွားတို့မိသားစုကအယမ်းချမ်းသာပေမဲ့တကူကောင်းဆန်ပြီးဆင်းရဲသားတွေကိုအမြဲနှိမ်ချဆက်ဆံတတ်ကြပါတယ်။ဒီနေ့မှာတော့နမင်းကြီးကလူအသွင်ဖန်ဆင်းပြီးအဝတ်စုပ်တွေနဲ့အိုမင်းမစွမ်းတောင်းရမ်းစားတောက်သူတဦးအဖြစ်ရွာထဲကိုရောက်လာပါတယ်။ဦးစီးပွားတို့အိမ်မှာထွက်သွားစမ်းလမ်းစောနေတာပဲငါတို့အိမ်ရှိမှာလာမရှုံနဲ့ဆိုပြီးမောင်းထုတ်ယုံတင်မကပဲခွေးနဲ့ပါတိုက်ခိုက်ခဲ့ပါတယ်ဦးတာထွန်းတို့အိမ်မှာအဖိုးထမင်းစားပြီးပြီလားကျွန်တော်တို့မှရှိတာလေးနဲ့အတူစားပါဦးဆိုပြီးသူတို့မိသားစုစားမဲ့နောက်ဆုံးထမင်းခွက်လေးကိုစေတနာပြည့်နဲ့ကျွေးမွေးခဲ့ပါတယ်ရုတ်တရက်အဖိုးဟာနမင်းကြီးအသွင်ပြောင်းလဲသွားပြီးကောင်းကင်ကနေမိန့်ကြားလိုက်ပါတယ်ဦးတာထွန်းမင်းတို့ရဲ့စေတနာဟာမင်းတို့မိသားစုကိုဘေးရန်တွေကကင်းဝေးစေမယ်ဦးစီးပွားမင်းရဲ့ရုံညံ့တဲ့စိတ်ဟာမင်းရရှိထားတဲ့စီးစိမ်တွေကိုပျက်စီးစေလိမ့်မယ်မကြခင်မှာပဲရွာထဲမှာမိဘေးဒုက္ခကြုံရပါတယ်။ဦးစီးပွားကတော့သူ့ရဲ့ရွှေငွေတွေကိုပဲနှမျောတွန့်တိုပြီးအိမ်ထဲကနေမထွက်ပဲပစ္စည်းထုတ်နေရင်အချိန်နှောက်နေကပိုင်ဆိုင်မှုအလုံးပြကျသွားခဲ့ပါတယ်။ရွာသားတွေကလည်းသူတို့အပေါ်အရင်ကအကျင့်ရုပ်ခဲ့တဲ့ဦးစီးပွားကိုဘယ်သူမှဝိုင်းဝန်းမကူညီကြပါဘူး။ဦးတာထွန်းတို့မိသားစုကတော့ရွာသားတွေရဲ့ဝိုင်းဝန်းကူညီမှုကြောင့်မိဘေးကလွတ်မြောက်ရုံတင်မကပဲသူတို့ရဲ့စိတ်ကောင်းစေတနာကြောင့်ရွာသားတွေကစုပေါင်းပြီးအိမ်အစ်စ်လေးဆောက်လုပ်ပေးခဲ့ကြပါတယ်။စီးစိမ်ဥစ္စာထက်စိတ်တဲ့ဖြူစင်မှုကသာလူတစ်ယောက်ရဲ့တန်ဖိုးကိုသတ်မှတ်တာဖြစ်ပြီးကောင်းတာလို့ရင်ကောင်းတာဖြစ်ကမကောင်းတာလို့ရင်မကောင်းတာသာခံစားရမှာဖြစ်ပါတယ်။